အားလုံးမင်္ဂလာပါခုဗီဒီယိုလေးကကျွန်တော်တို့ AI နဲ့တပ်ပုံလုပ်တဲ့ခါဖြစ်ဖြစ်ဗီဒီယိုလုပ်တဲ့ခါဖြစ်ဖြစ် watermark ပါတတ်တယ်ပေါ့နော်အဲ့ဒီ watermark လေးကိုဘယ်လိုဖယ်ရမလဲဆိုတာလုပ်ပြပြီးတော့ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့တပ်ပုံကို watermark ဖယ်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Gemini watermark remover လေးကိုဝင်လိုက်မယ်ပေါ့နော်ဒီ link လေးကိုလည်းကျွန်တော်ဗီဒီယိုအောက်နားလေးမှာချပေးထားမယ်နော်အဲ့ဆိုရင်ကျွန်တော် watermark ပါတဲ့ပုံတစ်ပုံထည့်လိုက်မယ်နော်ဒီမှာကျွန်တော်ဒီဟိုနေ့က Gemini နဲ့ထုတ်ထားတဲ့ဟာဒီနားလေးမှာ watermark လေးပါနေရပေါ့နော်အဲ့လေးကိုဖယ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ quick crop လေးကိုနှိပ်လိုက်အောင်မယ်နှိပ်လိုက်ပဲဆိုလို့ရှိရင်ဒီမှာ watermark မပါတဲ့ပုံလေးထွက်လာပြီပေါ့နော်အဲ့ဒါဆိုရင်အဲ့ပုံကိုကြိုက်တယ်ဆိုရင် download process image ကိုနှိပ်လိုက်ရပါပြီနောက်တစ်ပုံလုပ်ချင်တယ်ဆိုလို့ရှိရင် process another image ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ပုံထည့်လိုက်ရင်ဒီပုံလဲ watermark ပါနေရပါတော့အဲ့ဒါလေးကိုကျွန်တော်ဖယ်ချင်တယ်ဆိုလို့ရှိရင် quick crop ကိုနှိပ်လိုက်ရင် watermark မပါတဲ့ပုံရလာပြီဖြစ်ပါတယ်download ချချင်တယ်ဆိုလို့ရှိရင်လည်း download process image တွေကိုနှိပ်လိုက်အောင်ပါပဲ watermark ဖယ်နည်း TPP ဆိုလို့ရှိရင်နောက်ထပ် video watermark ဖယ်နည်းလေးလောက်ပြပေးပါမယ် video watermark ဖယ်ဖို့အတွက်ကို Vmap ကိုတောင်းပါမယ် Vmap ကိုဝင်လိုက်မယ်เนาะဝင်ပြီဆိုလို့ရှိရင်ကျွန်တော် account အရင်ဝင်ရမယ်ပေါ့เนาะဒါကတော့ကျွန်တော် account ဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မဝင်ပြတော့เนาะဒီ page ထဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်အောက်ဆုံးထိသွားလိုက်မယ်အောက်ဆုံးထိရောက်လာပြီဆိုလို့ရှိရင်ဒီမှာ try now ဆိုတာလေးရှိမယ်အဲ့ဒါလေးနှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီဆိုရင်သူကဒီမှာ upload လုပ်ခိုင်းတယ်ပေါ့နော်ကျွန်တော် watermark ဖယ်ခြင်းနဲ့ video တစ်ခုကိုထည့်လိုက်ပါမယ်ဟိုနေ့ကကျွန်တော် AI နဲ့ထုတ်ထားတဲ့ဟာလေးဒီ video လေးထည့်လိုက်ခဏစောင့်မယ်ပေါ့နော်ဒီ Vmap ကကျွန်တော် watermark တည်တံ့မဲ့ဖြတ်ချင်လည်းရတယ်စာတန်တော့မကြိုက်ဘူးဆိုလို့ရှိရင်စာတန်တော့ဖြတ်ခိုင်းလို့ရတယ်ပေါ့နော် video ဆိုတော့အနေနဲ့တော့ကြားတယ်ခဏလေးစောင့်ပေးလိုက်မယ်နော်။နောက်ဒီမှာရပြီ။ကြည့်အောင်။နော် original ကဒီမှာ watermark လေးပါနေရပါနော်။ဒီကောင်ကကြာ watermark မရှိအောင်။ watermark မပါတဲ့ပုံကိုတောင်းချင်တယ်ဆိုလို့ရှိရင်ဒီ download လေးနှိပ်လိုက်ရပြီနော်။